ဈေးနှုန်း350ဝန်းကျင်နဲ့ဝယ်ယူရရှိနိုင်မဲ့အရန်မီးပေးစနစ် A2500 တစုံပဲဖြစ်ပါတယ်ဒီတစုံမှာဆိုလို့ရှိရင်တော့အင်ဗာတာလေးကအာမခံ3နှစ်တိပါဝင်တဲ့2500 VA 24 volt pure sound အင်ဗာတာလေးတစ်လုံးပါဝင်မယ်ဘတ်ထရီအိုးလေးမှာဆိုလို့ရှိရင်လည်းထိမ့်သိမ်းပြုပြင်ရလွယ်ကူတယ်ဥရောပနီးပညာသုံး VNL နိုင်ငံထုတ်ဒါ200 ampere hour တွဲဖို့ acid ဘတ်ထရီအိုးလေးနှလုံးတို့ပါဝင်မှာပဲဖြစ်ပါတယ်ပေါ့နော်ဒါပစ္စည်းကိုတည်တံ့ကုန်ကြစရိတ်350ဝန်းကျင်တာကြားသိမှာပဲဖြစ်ပါတယ်လျှက်စစ်မီရရှိနေတဲ့အခြေအနေမှာအင်ဗာတာကနေဘတ်ထရီအိုးတွေကိုအားအပြည့်သွင်းထားပြီးတော့လျှက်စစ်မီလိုအပ်နေတဲ့အခြေအနေမှာဆိုလို့ရှိရင်တော့ဘတ်ထရီအိုးရဲ့အားကိုအင်ဗာတာကနေအဆင့်ပြန်လည်ထုတ်ယူပြီးတော့လူကြီးမင်းတို့အသုံးပြုခြင်းနဲ့လျှက်စစ်ပစ္စည်းတွေကိုအဆင့်ပြည့်အသုံးပြုလို့ရမှာပဲဖြစ်ပါတယ်ဒါဘာတွေသုံးနေရမလဲဆိုရှင်တော့အိမ်သုံးရုံးသုံးဆိုင်သုံးဒါလိုအပ်လို့ရှိရင်လုပ်ငန်းသုံးတွေကိုပါအသုံးပြုလို့ရမှာပဲဖြစ်ပါတယ်ဒါဈေးနှုန်းလေးအခါအားလို့ဆိုတာပြောင်းလဲမှုရှိနေတာဖြစ်လို့လူကြီးမင်းတို့အနေနဲ့ကကြိုက်နေတဲ့သဘောကြလို့ဝယ်ယူတက်ဆင်ခြင်းနဲ့ဆိုရင်တော့ကျွန်တော်တို့ဆယ်ပြားစေး Pro Max ရဲ့ hotline ဖုန်းနံပါတ်လေးဖြစ်တဲ့3999991010ကိုအသေးစိတ်ဆက်သွယ်စုံစမ်းမြင်မြတ်လို့ရတယ်လို့ဆယ်ပြားစေး Pro Max ဆိုင်ကြီးရဲ့ဖွင့်လှစ်ပြရတဲ့ရန်ကုန်မန္တလေးတောင်ကြီးနဲ့ပြင်ဦးနယ်မြို့တွေမှာလည်းလူကြီးမင်းတို့ကိုယ်တိုင်စတဲ့ကြလာရောက်ဝယ်ပြီးအားပေးလို့ရပါပြီနော်ဒါအပြင်မှာလည်းဆယ်ပြားစေး Pro Max ဆိုင်ကြီးရဲ့ဖွင့်လှစ်ပြရတဲ့မြို့ကြီးတွေမှာဆိုရင်ပို့ဆောင်ကအခမဲ့အဲရောက်ငွေကြေးစလင်လေးနဲ့ပို့ဆောင်ပေးနေတာပဲဖြစ်ပါတယ်ခင်ဗျာ